တို့အခုဒီချိန်မှာမြန်မာနိုင်ငံကကျောင်းသားကျောင်းသူတွေကဒါ VNN ကိုအားကြောင့်ပြည့်ချင်ညာနေရတယ်ဆိုတော့နံပါတ်1တစ်ချက်ကကျွန်တော်တို့ transfer program ပေါ့ဒါ VNN နိုင်ငံရဲ့ transfer program ဆိုလို့ရှိရင်ဒါကျွန်တော်တို့ VNN မှာတစ်နှစ်သုံးဖို့နှစ်လောက်တက်ပြီးတော့ဥပမာ US UK Australia Canada လိုနိုင်ငံတွေမှာနောက်ထပ်တစ်နှစ်သုံးဖို့နှစ်လောက်တက်လာရုံနဲ့အဲ့နိုင်ငံတွေက bachelor program ကိုရနိုင်တဲ့အနေနဲ့ရှိရဲအားလုံးမင်္ဂလာပါ Eric Burma ကကြိုဆိုပါတယ်ဒီနေ့ဆိုရင်ကျွန်တော်မြန်မာပြည်ရဲ့ကျောင်းသူကျောင်းသားများအားလုံးကိုတင်ကောင်းတစ်ခုကိုတင်လာပေးပါတယ်ကျွန်တော်တို့မြန်မာပြည်ရဲ့ကလေးကဘယ်နိုင်ငံသွားကြဆုံးလဲဆိုတော့ USA Canada Australia နဲ့ UK သွားတာများတယ်အဲ့ဒါအပြင်ကိုကျွန်တော်ကတနိုင်ငံကိုမိတ်ဆက်ပေးချင်ပါတယ်အဲ့နိုင်ငံကဗီယက်နမ်ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော် ENC ရဲ့ Education Counselor ကိုထက်ကိုဖိတ်ခေါ်လာပါတယ်ကိုထက်ရေးတစ်ချက်မိတ်ဆက်ပါပါဦးအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ကိုထက်ဖြစ်ပါတယ်ကျွန်တော်ကတော့ဒီလက်ရှိဒီ ENC Education Consultancy မှာဒါ Education Counselor လုပ်နေတယ်နိုင်ငံခြားကိုကျောင်းသားတက်မဲ့ကျောင်းသားကျောင်းသူတွေကိုအဓိကထားပြီးတော့ဆွေးနွေးပေးနေပါတယ်ဟုတ်ကိုထက်ရေလက်ရှိဆိုရင်ကျွန်တော်တို့မြန်မာပြည်ကျောင်းသူကျောင်းသားများအားလုံးကိုဘာကြောင့်ပြည်နယ်ကိုရွေးချယ်တင်လဲဟုတ်ဟုတ်ကဲ့ပါကျွန်တော်တို့အခုဒီချိန်မှာမြန်မာနိုင်ငံကကျောင်းသားကျောင်းသူတွေကဒါ VNN ကိုအားကြောင့်ပြည့်ချင်ညာနေရတယ်ဆိုတော့နံပါတ်1တစ်ချက်ကကျွန်တော်တို့ transfer program ပေါ့ဒါ VNN နိုင်ငံရဲ့ transfer program ဆိုလို့ရှိရင်ဒါကျွန်တော်တို့ VNN မှာတစ်နှစ်သုံးဖို့နှစ်လောက်တက်ပြီးတော့ဥပမာ US UK Australia Canada လိုနိုင်ငံတွေမှာနောက်ထပ်တစ်နှစ်သုံးဖို့နှစ်လောက်တက်လာရုံနဲ့အဲ့နိုင်ငံတွေက bachelor program ကိုရနိုင်တဲ့အနေနဲ့ရှိရဲနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒါမြန်မာနိုင်ငံကကျောင်းသားကျောင်းသူတွေမချင်မထားလောက်ရအောင်တက်တာတဲ့ဒီကျောင်းသားကစင်းတုံးနေကြတယ်နောက်ဆုံးတစ်ချက်ကကြတော့ကျွန်တော်တို့ဒီကျောင်းသားမိဘတွေအကြိုက်ဆုံးဖြစ်တဲ့ visa ပေါ့နော်ဗီဇာမှာဆိုရင် US UK Canada အဲ့လိုနိုင်ငံတွေကဒါဗီဇာချဖို့အတွက်အချိန်ယူနေတဲ့အချိန်မှာဒါ VNN ဆိုလို့ရှိရင်တော့အချိန်က9ရက်ကနေ10ရက်အတွင်းလောက်မှာပဲဒါဗီဇာရရှိနိုင်တဲ့အတွက်ကြောင့်မို့လို့တော့ဒါ VNN နိုင်ငံကလက်ရှိချိန်မှာမြန်မာကျောင်းသားကျောင်းသူတွေအနေနဲ့ပြည်ချင်မှုအများဆုံးဖြစ်နေတာပါဟုတ်ကဲ့ပါဆိုတော့VNN နိုင်ငံနဲ့ပတ်သက်ပြီးတော့positive ကြားတဲ့အကြောင်းအရာတွေပြီးရင် VNN မှာဘယ်လိုကျောင်းမျိုးရွေးချယ်လို့ရလဲဆိုတာတွေအပြင်ကျောင်းသားကတွေရောဘယ်လောက်ရှိလဲဆိုတဲ့ဒီအကြောင်းအရာတွေကို ENC Education Consultancy က March 19 ရက်နေ့မှာကျင်းပပြုလုပ်မယ့် webinar လေးမှာရှင်းပြသွားပေးမှာဆိုတော့အားလုံးပဲ webinar လေးကိုတက်ရောက်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ဟုတ်အဲ့ webinar ဆိုရင်လည်းကျွန်တော်ရှိနေပါမယ်အဲ့ဒါကြောင့်မလို့ဒီဖုန်းနံပါတ်ကို register လုပ်လို့ရပါတယ်နောက် blog ကိုပြန်ဆုံးကြပါမယ် bye bye